တွင်သွားတဲ့လမ်းမှာတောတွင်ဆိုတဲ့ရွာလေးကိုသွားမှာပါအဲ့ရွာလေးမှာစိတ်ဝင်စားစရာတချို့ရှိရလို့ပြောပါတယ်အဲ့တော့ဘာရှိလဲဆိုတော့အခုတစ်ချက်သွားကြည့်အခုဒီတောတွင်ရွာတဲ့ကိုရောက်ပါပြီအခုကတော့ဘာလုပ်နေရဒီမှာကမုတ်ပဲစုပ်တို့ပြီးတော့မုတ်အုံနောက်တို့ဟောဒီမှာဘာရမလဲမသိတစ်ချက်တော့သွားကြည့်ကြည့်ရမယ် Let's go ဒီမှာတော့ဘာလုပ်လဲဆိုတော့တစ်ချက်ကြည့်ကြည့်ရအောင်နော် So we are now going inside the village ဘာဆရာဝန်ကိုစိုးတပိုင်ဖြစ်ပါအချင်းတို့မဒီပြကြပါကိုစိုးဘာလို့လဲငါပြောတော့တယ်မတို့စားနေကြငပြောထုတ်တို့မအုံနောက်တို့ပေါ့နော်ဒီလောဆယ်တော့ဒါငပြောထုတ်လုပ်နေတဲ့ပုံစံမှာငပြောထုတ်ကိုဒီမှာမန္တလေးမှာရောက်ရင်စားဖွဲ့ဆိုပြီးအရင်ကြိုက်ကြတဲ့အစားအစာပေါ့ဒီဒါလေးနဲ့ပြန်ခွဲပြီးတော့စိတ်ဟောပေါ့လေအုံသီးနဲ့တခြားနဲ့ဖြူပြီးစားတာနော်ဖြူပြီးတော့တင်းလေးတင်းမရေမဝင်တာဒါပိတ်ပြန်ပေါင်းမှာပေါ့နော်ဒါပြုတ်တာလားပြုတ်လိုက်တာတင်းနေအောင်ပြုတ်လိုက်တာရေမဝင်တော့ဘူးအဲ့ထက်မှာကောင်းချင်းထုတ်ကြတော့ကောင်းချင်းတော့ထုတ်လို့ပြန်မယ်ဒီမယ်အမြဲတမ်းတိတ်မှုတိတ်ပါလာဆိုရင်မတို့ခွဲတရဒါဆိုရင်ငပြောတော့ဒီထက်ပိုပြီး၄000ကြားတဲ့ပုံစံလေးဆိုရင်မအောင်တော့ဒါဆိုရင်တော့ကောင်းကြီးထုတ်ဆိုတာညီမတို့စားပွဲတွေအကုန်လုံးဆိုသိမယ်လို့ထင်ပါတယ်မအောင်တော့ကတော့ဟိုမှာသူတို့နေထားတဲ့ဒီတဲအိုထဲမှာနေထားကြိုထားအဲ့ဒါလောဆယ်တော့မအောင်တော့ကတော့မအားလေးတထုတ်ဒီမဲ့ထုတ်ပေးလိုက်ထုတ်ပြမယ်နောက်ကကြတော့လေဒါဘယ်လိုလုပ်တာလဲအဲ့ဒါစံဦးထမေးရေရဲ့စံရထမေးရေစံရေပေါ့နော်စံကတော့မတို့ခွဲကြည့်တော့စံအရေးဖြစ်ဟုတ်စံအရေးရဲ့ထမေးရေငါပြင်ထုံးချက်တက်ရေထုံးချက်တက်ရေဆိုထုံးကြည့်ရေထုံးကြည့်ရေရောပြီးတော့အစားနဲ့ရောပြီးကျိုးလိုက်တာအဲ့တော့ထုံးကိုကျတော့ရှော့ရတာပေါ့ထမေးရေများများနဲ့ကျိုးလိုက်တော့ထုံးရေပါလို့ဒီအယောင်ပေါက်သွားတာဘာမှမပါဘူးမှုကြည့်ကြည့်မယ်နော်အေးလက်ကလေးနဲ့တို့ပြီးတော့နေစားကြည့်အေးရနာလဲတော့စိမ့်လေးကောင်းတယ်ခိုင်းဒီမအုံနောက်စားတဲ့ပုံစံထက်ဒီလိုမျိုးလေးလက်တစ်မျိုးတော့စားကောင်းတယ်ဒါကတော့မပေါင်းရသေးဘူးပေါ့နော်ပေါင်းလိုက်တော့ဒါလေးကဒီပြော့လေးမဟုတ်ပါနဲ့သူကမမာလေးသူကြောက်ကြောစားသလိုပုံစံမျိုးလေးဖြစ်သွားလိမ့်မယ်အခုတော့ညီမနဲဆန်းပြီးတော့တစ်ချက်တော့လုပ်ကြည့်ပုံစံမလိုက်နော် sorry ခဏလို့ထဲလိုက်အဲ့လိုလေဟုတ်တယ်ဒါကိုလောက်တဲ့မအောင်တော့ဘောနော်ဒါဒီလိုမျိုးလေးဟာနည်းနည်းတော့ပုံစံနဲ့နဲ့အော်ဟုတ်ပါတိတ်မကွာပါပါဆိုဒီဟာမလောက်ခင်ပုံစံနဲ့ဒါလောက်ပြီးတော့ပုံစံပေါ့နော်ဒီအခုဒီမှာဆိုရင်စီလေးစမ်းနေပြီးတော့စားလေးနဲ့ဖြူအဲ့ပြီးတော့မြေပဲထောင်းလေးနဲ့ကျွတ်တုံလေးနဲ့ဆိုစားရတာရတာရရှိသွားတယ်ကျွတ်တုံကြော်လည်းကျွတ်လေးဆိုတော့တစ်ထုပ်မှ200နော်200နဲ့တန်နဲ့ဟားတွေပါတယ်ဗီတာမင်တွေပါတယ်ပေါ့နော်ညစားကောင်းတယ်ဘာလဲပြည့်မယ်လို့ထင်တယ်အခုဒီခုနကပြောပြသွားတာတော့ကိုပြောပြရဲကောင်းညင်းတုပ်ရဲမုတ်ဖက်ထုံရဲမုတ်အုံနောက်ရဲပေါ့နော်အခုဒီထပ်ပြီးတော့သူတို့လုံနေတဲ့မုတ်လုံနေတဲ့ဟာလေးရှိပြီးတော့အခုညီမတို့ဆက်ပြီးတော့မကြည့်ဘာလို့လားမုတ်ပဲစုပ်မပဲဆိုတော့အလုံးလေးအဲ့လိုအလုံးလေးကိုမှဘယ်လိုလဲဆိုတော့ဒီကကြီးလေးနဲ့ကြိုက်တယ်ဒါပေမဲ့ဒီလိုပဲဒီပဲလေးနဲ့ဒီလိုအလုံးလေးဆုပ်ထားတာပြောပဲဆိုရင်ငဖဲဆုပ်လို့ပုံစံမျိုးပဲမပဲဆုပ်တာသူကချက်ပြီးဆိုအယောင်နည်းနည်းလေးပြောင်းသွားတယ်ခါလေးစတော်ဘယ်ရီရောင်လေးထွက်တယ်ဟုတ်တယ်ပဲပေါ်မှာမူပြီးတော့ဒါမုတ်ပဲစုပ်ဟုတ်တယ်မုတ်ပဲစုပ်ဘာဆေးမှမပါပဲနဲ့ပဲကြောင်မလို့စတော်ဘယ်ရီရောင်လေးထွက်တယ်သူကရဲလေးကြက်သွားပြီဆိုရင်ဒီမုတ်ပဲစုပ်ကဆိုလို့ရှိရင်ဒီဟာဒါလဲကိုအဲ့အဖြူရကောင်းညမဆန်လားဆန်တော့ဆန်ထဲမှာကဒီပဲကိုထည့်လိုက်တဲ့အချိန်မှာ तू ကအယောင်ကနည်းနည်းနီလေးပြောင်းသွားဘာဆိုးသေးတွေမှမပါပဲနဲ့ပေါ့နော်ကိုယ်ထိုးကြည့်လို့ရမလားနားပဲထည့်တယ်နော်စစ်ကြည့်ချက်လုံးနော်ဟိုမှာကွာတော့မကွာဘူးအိုးကတ်သွားမယ်မရဘူး
ဒီဟာကိုဒါဆက်ပြီးတော့ဘယ်တဲ့ကိုထည့်ရလဲဘန်းနဲ့ကိုတစ်ခါတန်းထည့်လိုက်တာလားဟမ်အဲ့တဲ့ကိုထည့်ပြီးတော့မှအေးခံပြီးမှပြန်လုံးတာအဲ့လိုလုံးဒီကစီနေပဲအော်စီနေပဲလုံးပြီးထားလိုက်အဲ့ဆိုပြီးသွားပြီပေါ့နော်စားတဲ့ခါကျရင်ကကြီးနဲ့ညက်ပြန်ပေါင်းအောင်ပါလေပြန်ပေါင်းအောင်ပါအဲ့တော့လည်းမပြီးသေးဘူးပေါ့အော်မမို့လေလောကလည်းတော့လောက်ဝင်တယ်နော်ပုံမှန်ဆိုလဲဒါအကုန်လုံးကြုံချက်ပြီးတဲ့အချိန်မှပြီးတော့တစ်စင်ပြန်ပေါင်းပြန်လို့ဆိုတော့ဒါလည်းပြန်ပေါင်းတာဆိုကြပို့ပြီးတော့ဘယ်လောက်ရှိမလို့ထင်တယ်ပေါင်းထားတဲ့အစားအစာတွေဆိုတော့လေနော်ဒီနောက်မှရှိတဲ့ဟာကတော့သူကျိတ်မုတ်လောက်ပြနေရပါတော့ဒီကျိတ်မုတ်ကတော့ဒီမှာပြောကြဆိုလို့ရှိရင်မန္တလေးသူမန္တလေးသားတွေဆိုလို့ရှိရင်ကျိတ်မုတ်ကိုလုံးဝမဖြစ်မနေစားပါတယ်မန္တလေးကလူတွေကနိုင်ငံခြားရောက်လို့ရှိရင်တော့ကျိတ်မုတ်ကိုမှားစားကြရပေါ့နော်ဟုတ်လားဟုတ်တယ်အဲ့အောင်မပတ်လိုက်တူတယ်မမအမြင်နာလို့ရလေလက်တွေ့ကြတာခက်တယ်အေးဟုတ်လားလက်တွေ့ခက်တယ်နော်ကျိတ်မုတ်ခက်ဆုံးပဲကျိတ်မုတ်ပြက်ပြီဆောက်ကောင်းမှာပါသူဆိုရင်ဒါကျိတ်မို့ကိုအ supply ထည့်ပြီးသွားပါပြီဒါများတော့အဖြစ်ဒါစားကြတဲ့အရင်ကြပူစားတဲ့ပုံစံဒီလိုမျိုးလေးဒီအ supply လေးလိမ့်ပြီးတော့ညကနဲ့ကျိတ်မို့ရတော့ပါပြီအဲ့ဒီကလေးဘယ်နှယောက်ရှိရလဲဒီ3ယောက်ပဲဒါဆို9ယောက်အဲ့2ယောက်ကတက္ကသိုလ်ကျောင်းသားတွေဒါအလက်ကဝယ်ရပြီနောက်ထပ်နောက်ဆုံးနှစ်မှာဂုံလူတန်းပါလို့သူကမာစတာတက်ဟုတ်လားတော်လိုက်တာကလေးတွေအဲ့ဒါဟိုသမီးလေးကကျတော့ပထမနှစ်ဒီလုပ်ငန်းလေးလုံရင်းနဲ့ပုံငွေရှံငွေတော့မရှိဘူးပေါ့လေသူတို့တော့ဘွဲရပြန်တာတဲ့ဖြစ်အောင်အန်ဒီတို့ကဒီတက်ဒီရွက်ဒီမနာဘူးလောက်ပြီးတော့ညီတို့တွေနောက်ကြရင်တို့တွေလုံးမဆိုင်အောင်လို့တနေရာကိုနေရာကောင်းရအောင်လို့ဝန်ထမ်းလေးတွေဖြစ်အောင်လို့ဆိုပြီးတော့တို့ကပေးနေတာအခုဒီပိုးရိုးရောက်နေတဲ့ဒီတောတွင်ရွာလေးอ่ะပေါ့เนาะကြောင်မီးမြင့်ငယ်နားမှာရှိပါတယ်ဒီရွာလေးမှာတော့အင်ဂျီပေါင်းက190ကျော်ရှိရဲအဲထဲမှာအင်ဂျီ40ကဒီလိုမျိုးမြန်မာမုတ်လေးတွေကိုလုပ်တယ်ပေါ့เนาะပြီးလို့ရှိရင်မန္တလေးရဲ့ဒီနားအနီးတစ်ဝိုက်ဒေသတွေမှာသူကဒီမုတ်လေးတွေကိုရောင်းတယ်ပြီးတော့အင်ဂျီ30လောက်ကတော့ပန်းဆိုင်ပါတယ်ပြီးတော့အင်ဂျီ100လောက်ကတော့တောင်သူလောက်ကိုလုပ်ပါတယ်အဲ့တော့ဒီလိုမျိုးမြန်မာမုတ်လေးဆိုတာညီမတို့မြန်မာနိုင်ငံမှာတမိုးထားပြီးတော့ဒါဟိုစားသုံးရမယ့်မုတ်လေးပေါ့เนาะဒီကိုမြန်မာမုတ်ကိုတမိုးထားပြီးတော့စားတယ် promote လုပ်ပေးရဲဆိုလို့ရှိရင်မြန်မာမုတ်နေရဲ့တန်ဖိုးကလည်းပို့ပြီးတော့တက်လာမယ်ဆိုရည်ရွယ်ချက်နဲ့ဒီအကြောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်